ကွန်းချံမှာစီစွန်းရိုးမဲမကြရောက်ဖို့အတွက်ဘယ်လိုကောက်ွယ်ရမလဲကွန်းမျိုးတတ်မတန်ရွေးချယ်ရမယ်ဓာတုဓာတ်မြေဩဇာအလွန်ကြုံသုံးဆွဲတာကိုရှော့ချပေးရမယ်ကွန်းပေါင်တွေပေါ်မှာရေမဝစ်ဖို့အတွက်ဂယူးဆိုင်ပေးရမယ်ပေါင်းမြက်တွေရှိနေတယ်ဆိုရင်ရှင်းလင်းပေးရမယ်လေဝင်လေတွေကောင်းအောင်ပြုလုပ်ပေးရမယ်မိမိရဲ့ကွန်းချံနေမှာစီစွန်းရိုးမဲလည်းမကြရောက်ချင်ဘူးအပေရဲ့ကိုယ်ကအားကိုလည်းကောင်းချင်တယ်အထွတ်နှုံးလည်းတိုးချင်တယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံထုတ် Transform Blood တဘာဝရွက်ဖျက်မြေဩဇာကိုအသုံးပြုပေးလို့ရပါတယ်ရှင်ထိုင်းနိုင်ငံထုတ် Transform Blood တဘာဝရွက်ဖျက်မြေဩဇာကိုအသုံးပြုပေးမယ်ဆိုလို့ရှိရင်အပေရဲ့ကိုယ်ကအားစနစ်ကိုကောင်းမွန်စေတယ်လို့ယာတိဥဒုဒဏ်နဲ့ပိုးမွှားအန်ရဲ့မှုယောဂါတွေကိုလည်းကြိုတင်ပြီးတော့ကာကွယ်ပေးပါတယ်အထွတ်နှုံးလည်းတိုးတယ်လို့ကွန်းအယောင်လှပြီးတော့အလေးချိန်လည်းစီးပါတယ်ရှင်ဘူးကြီးတစုံရှိုံနဲ့ကွန်း2000စိုက်ချန်တချန်ကိုတစ်နှစ်ပတ်လုံးအသုံးပြုလို့ရပါတယ်ရှင်ဒါကြောင့်မိမိရဲ့ကွန်းစံနေမှာစီစွန်းရိုးမဲယောဂကင်းရှင်းပြီးတော့ကွန်းအထွတ်နှုံးလဲတိုးခြင်းနဲ့ကွန်းမင်းတက်တန်းလဲရှည်ခြင်းနဲ့ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံထုတ် Transform Blood တဘာဝရွက်ဖျက်မြေဩဇာကိုမာယူအသုံးပြုလို့ရပါတယ်ရှင်ဖုန်းနံပါတ်3994542996 3999939 ကိုဆက်သွယ်မှာယူလို့ရတယ်လို့ Viber Messenger TikTok ကနေလည်းဆက်သွယ်မှာယူလို့ရပါတယ်ရှင်မြန်မာနိုင်ငံလုံးပစ္စည်းရောင်းငွေချေစနစ်နဲ့ပို့ဆောင်ပေးနေပါတယ်ရှင်